last chapter ပါချစ်တို့ရေဒါကောင်းရင်ဖြာပုံပြန်မယ်နော်ကြည့်ရအောင် semantics of morphological relations တူကတော့ formal process of derivation ကိုပြန်ပြီးလူလာမယ်နော်အဲ့မှာ derivation စင်ကဲပြောင်းလဲသွားမယ် addition ပေါင်းမယ် mutation conversion subtraction ဒါတွေပြောမယ်နော် now understand that the formal derivation and semantic derivation ဒီနှစ်ခုကိုခွဲမယ်သူတို့တွေဒီ do not always match exactly เนาะ review verbs derived from nouns เนาะ noun ကနေဆင်းသက်လာတဲ့ verb တွေအထူးသဖြင့် transfer affective instrumental and vehicular patterns ဒါ၄ခုเนาะစာခုเนาะ transfer pattern affective pattern instrumental pattern နဲ့ vehicular pattern ၄ခု study nouns derived from verb ကြောင်းမြန်ခုနကတော့နော် verb derived from noun ခုက nouns derived from verbs ဥမာ action affects agent instrument နဲ့ affected နဲ့ place noun တွေ now adjective and nouns found from verbs nouns and adjective เนาะအဲ့တော့အဲ့ဒါကိုကြည့်ရအောင်เนาะဟိုခြားထဲမှာတော့ဒီမှာထပ်ပြီးပြောထားတာပဲကြည့်လိုက်ကြတယ်เนาะအဲ့တော့ chapter 13ကเนาะ semantics of morphological relation ကဘာတွေပြထားလဲ English words တွေကတစ်ခုနဲ့တစ်ခုဘယ်လိုပတ်သက်နေတယ်သူတို့ရဲ့ form ကနေเนาะပုံစံကနေဘယ်လိုပတ်သက်နေလဲဥမာ how they are written or spoken and they are found ရဲ့ဘာလဲ meaning ရဲ့เนาะဥမာပြောမယ်ဆိုရင် long ဆိုတဲ့စကားလုံးက adjective lunch ဆိုတဲ့စကားလုံးက noun lunch time ဆိုတဲ့စကားလုံးကကျတော့ verb ဒီသုံးခုစလုံးကတကယ်တမ်းတော့ပတ်သက်ဆက်နွယ်နေအမျိုးတော်တယ်ကွယ်เนาะ adjective ရဲ့ noun ရဲ့ verb ရဲ့ long lunch lantern ဒါတွေကရှေ့လျားသောအရှိရှေ့ချင်းရှေ့အောင်ပြုလုပ်ခြင်းဆိုဒါတွေကတူပဲပေါ့နော်ဟိုအမျိုးတော်နေပေါ့နော် so formal process စကားလုံးတွေဘယ်လိုလုပ်တယ်လဲ how words are built အဲ့တော့၄မျိုးရှိတယ်ခုနဟာပဲเนาะ addition mutation ပါလဲ conversion subtraction အဲ့တော့ conversion ဆိုတာ0အချိန်မပြောင်း addition ကိုယူမယ် addition ပေါင်းထည့်မယ်เนาะပေါင်းထည့်မယ်အဲ့တော့တစ်ခုကိုပေါင်းလိုက်မယ်เนาะနှလုံးပေါင်းပြီးတစ်လုံးဖြစ်မှာဥပမာ m chair ဒါမှမဟုတ်လို့ရှိရင်နှလုံးပေါင်းပြီးတစ်လုံးဖြစ်တာက m ရယ် chair ရယ်နှစ်ခုပေါင်းတော့ m chair လက်တင်ပြီးထိုင်လို့ရတဲ့ထိုင်ကုန်ပြောတာဒါ prefix တွေ suffix တွေပေါင်းတယ်ဒါကကျွန်တော်တို့လေဟိုကျွန်တော်တို့ရှင်းနှစ်မှာတော့သင်ခဲ့ပြီးသားเนาะ second year မှာတော့သင်ခဲ့ပြီးသား violin ကနေပေါင်းလိုက်တော့ violinics m ကိုရှေ့က dis ထည့်လိုက်တော့ disarm ဒါတွေကစကလုံးတွေကိုပေါင်းတာ mutation တွေ့ဖြစ်တယ် changing a sound inside a word rather than adding a piece အဲ့တော့အတန်ပဲပြောင်းလိုက်မှာဘာမှထပ်မထည့်ဘူးဆိုလိုတာအဲ့ဒါ vowel change ဖြစ်နိုင်တယ်ဥပမာ bright ကနေပြီးတော့ abrupt ဆိုတဲ့စကားလုံးကနေ bright ဆိုတဲ့စကားလုံးကိုပြောင်းလိုက်မယ်ဒါ vowel ပြောင်းတာ o ကနေ i ပြောင်းလိုက်တာ consonant change ဘီပြောင်းမယ်ဥပမာ believe ကနေ belief ဖြစ်သွားနိုင်တယ် b အလား e ဘွေရနေ b အလား ef belief ဖြစ်သွားနိုင်တယ်ဒါမှမဟုတ်လို့ရှင်လေ stress လေးပြောင်းလိုက်တာပဲเนาะအဲ့တော့ insult is a verb insult is a noun ဒီပဲဒီစကားလုံးပဲဒီတန်ထွက်ဒါပေမဲ့ဘာဖြစ်လဲအတန်ထွက်လေးကိုပဲ stress ပြောင်းလိုက်ပြီးပြောရမယ့်နေရာလေးမှာပြောင်းလိုက်တာအဲ့တော့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တခြားစကားနဲ့ address နဲ့ဒီမှာတော့မပြောထားဘူးကျွန်တော် address ပါကျွန်တော်တို့ line တည်းရပါလေလိပ်စာအဲ့မှာ address ပါရှိတယ် address ဆိုတာကြတော့သမရမိန်ခွန်းတို့ဘာလို့ address လို့ခေါ်တယ် address မဟုတ်ဘူးအဲ့ကြတော့ conversion 0 change သူကကြတော့စကလုံးတစ်လုံးဘာမှမပြောင်းဘူးဒါမဲ့သူ့ရဲ့သုံးတဲ့နေရာပြောင်းတယ်ဥမာ clean ဆိုတာကရိုးရိုးပြောမှဆို adjective ပဲနာမဝိသေနဥမာ a clean room တန်ရှင်းသောအခန်းတစ်ခန်းဒါမဲ့သူကိုယ်တိုင်ကလည်း verb ဖြစ်နေသူ clean a room အခန်းတစ်ခန်းကိုတန်ရှင်းရဆိုတော့ clean ဒီ adjective လည်းဟုတ်တယ် verb လည်းဟုတ်တယ်ဘာပြောင်းလဲဘာမှမပြောင်းဘူးနှမျိုးစလုံးသုံးလို့ရတယ် cleaning တို့ cleaner တို့ဘာလို့ဆရာမလို့ subtraction နှုတ်မယ် reduction เนาะအဲ့တော့ तू ကနေဟိုဟာတစ်ခုကိုတူအောင်လုပ်လိုက်တယ်ပေါ့နော်စာလုံးစာကြောင်းစာလုံးကိုတစ်ခုကိုတူအောင်လုပ်လိုက်တဲ့အခါမှာအသစ်ဖြစ်သွားတယ်ဒီလိုအသစ်ဖြစ်သွားဆိုတဲ့အချိန်မှာဘာပါလဲကျွန်တော် second year တော့သင်ခဲ့တဲ့ဟာပဲ acronyms လို့ခေါ်တယ်အတူကောက်စကားလုံးတွေ AIDS သူကအရှိကောက်ရှိတယ် acquired immunodeficiency syndrome ဆိုပြီးရှေ့အဲ့ရနေရှေ့ဆုံးလုံးလေးတွေစုပြီးတော့ဆွဲဆုလိုက်တဲ့အခါမှာ AI တူကောက် acronyms ဒါ X ဆိုရင်လူတိုင်းသိသွားပြီUNESCO ဆိုရင်လူတိုင်းသိသွားပြီ
မနစ်တုန်းက UNESCO စကားလုံးကိုမြည်တယ်ပေါ့နော်မနစ်ကဆိုတာ second year အခုတော့မသိဘူးအဲ့ဒါက acronym clipping ဆိုတာဖြတ်တာပေါ့နော်သူက laboratory ဆိုတဲ့စကားလုံးကနေဖြတ်ချလိုက်တယ်နောက်က oratory ကိုဖြတ်ပြီး lab ဆိုလဲ lab ဓာတ်ခွဲခန်းကိုပြောတာ laboratory ဆိုလဲဓာတ်ခွဲခန်းကိုပြောတာ fridge ဆိုတာလဲရေခဲသတ္တာကိုပြောတာ refrigerator ဆိုတာလဲရေခဲသတ္တာကိုပြောတာဒါကပါလဲဘာကြောင့်ပြောရလဲစကားလုံးတွေဘယ်လိုဒီစောက်ထားတယ်လဲဆိုတာပြောတာနံပါတ်1 mismatch formal နဲ့ semantic formal derivation နဲ့ semantic derivation ကိုပြောမယ်ဆိုတော့တကယ်လို့စကားလုံးတစ်လုံးက complex ဖြစ်နေတယ်လို့ယူဆရင် तू က အဓိပ္ပာယ်ကလည်းပို့ပြီးတော့เนาะစကားလုံးတစ်လုံးကိုကြည့်ရတာ complex ရှုပ်ထွေးတယ်ဆိုရင်သူ့ရဲ့အဓိပ္ပာယ်လည်းပို့ပြီးတော့မှရှုပ်ထွေးဖို့ရှိတယ်အဲ့တော့အမှနှစ်ခုရှိတယ် formal derivation ဆိုတာသူ့ရဲ့ပုံမှန်တဲ့ semantic derivation သူ့ရဲ့အဓိပ္ပာယ်သူတို့နှစ်ခုကလည်းဘယ်တော့မှဟိုအမြဲတမ်း match တော့ဖြစ်မနေဆိုလိုတာကွာအဲ့တော့ရုပ်တရက်ကြည့်လိုက်နော်စကားလုံးတစ်လုံးကရိုးရိုးရှင်းရှင်းစကားလုံးဆိုရင်တစ်လုံးသူတစ်လုံးနဲ့ဆိုအဓိပ္ပာယ်လည်းဒါပဲသူ့ကိုပို့ပြီးတော့မှဟိုဟာထက်ဒီဟာထက်စလုံးကြီးရှေ့သွားတယ်ရှုပ်လာရင်အဓိပ္ပာယ်လည်းရှုပ်သွားတယ်အဲ့ဒါမျိုးအမြဲအဲ့လိုမဟုတ်ဘူးဥပမာပြောမယ်လောင်းရယ် lunch ရယ် lunch time ရယ် lunch time ဆိုတာကကြတော့ကြည့်လိုက်လို့ရှိရင် तू ကနော် lunch ဆိုတဲ့စကားလုံးကနေပြီးတော့မှနောက်ကနေအီးရန်ထပ်ထည့်ထားတယ်လို့ယူဆရတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းတော့ meaning ကိုကြည့်တော့ lunch time ရဲ့အဓိပ္ပာယ်ကတကယ်တမ်းလောင်းကနေပြီးတော့လာတာ lunch time ဆိုတာရှေ့အောင်လုပ်သည် to make something long to make something lunch မဟုတ်ဘူးနည်းနည်းတော့ရှုပ်တယ်နော်အဲ့တော့ဒီဟာတော့နည်းနည်းသူ့ရဲ့ဥမာနည်းနည်းဟိုပို့ပြီးတော့ရှုပ်သွားတယ်နော်အဲ့တော့တခြားပါရှိတယ် difficulty အဲ့တော့တိတ်ဆိုပြီးတခြားစဉ်းစားလို့ရတဲ့စကားလုံးတွေရှိရင်ကျွန်တော်မှပြန်ကြည့်ရပါတော့နောက်တစ်ခုက verbs derive from nouns noun ကနေ verb ဖြစ်တယ်သူပြောသလိုပြောနော် noun ကနေ verb ဖြစ်တယ် verb ကနေ noun ဖြစ်တယ်ဟုတ်တယ်နော်မာလေဒီဟာဒီမှာနော် noun ကနေပြီးတော့မဖြစ်ရမလဲ verb ဖြစ် verb ကနေပြီးတော့မှ noun ဖြစ်ပြီးရင် verb တွေ noun တွေ adjective တွေကနေ noun တွေ adjective တွေပြန်ဖြစ်၃မျိုးနော်၃မျိုးအဲဆိုရင် noun ကနေ verb ဖြစ်တဲ့အကြောင်းကြည့်ရအောင်နော် noun ကနေ thing လို့ခေါ်တဲ့ noun noun ကနေ action လို့ခေါ်တဲ့ verb ဖြစ်ဖို့အတွက်လောက်အောင်အဲ့တော့ meaning ကလည်းဒီ pattern ၄ခုရှိတယ်အဲ့ဒါဘာလဲ transfer meaning နဲ့ affective meaning နဲ့ instrumental meaning နဲ့ဘာလဲလဲ vehicular meaning ဆိုရှိတယ်ပထမဆုံးတစ်ခု transfer meaning ဆိုတာကသူကgo from a source เนาะအရင်းမြစ်တစ်ခုကနေပြီးတော့မှဥတီချက်တစ်ခုgo off from a source เนาะအဲ့ဒါ drift သွားပါဥမာ putting on putting in ဆိုတော့ paint the wall ဆိုတာကနံရံကိုစေးတုပ်တာနံရံကိုစေးတုပ်တယ်ဆိုတဲ့အဓိပ္ပာယ်က put paint on the wall နံရံပေါ်မှာစေးတွေတုပ်တာအဲ့ဒါပေမဲ့ put in ဆိုလို့ရှိရင်ကြတော့sorry bottle the wine bottle the wine ဆိုတာဘာလဲ wine ပလင်းပြုတ်လုပ်တယ်သို့မဟုတ် wine နဲ့ပလင်းနဲ့ wine ထည့်ပြီးတော့ဟုတ်တယ်ပလင်းနဲ့ wine ထည့် put wine in bottle အဲ့ဒါက putting in တနည်းအားဖြင့် bottle ဆိုတော့ bottle ဆိုတာကတကယ်တော့ bottle ဆိုတာပလင်းခူတ်ဟုတ်တယ်နော်ပလင်းဆိုတာ noun ဒါပေမဲ့ bottle the wine ဆိုတဲ့စကားလုံးကြတော့ wine bottle မဟုတ်တော့ bottle the wine ဆိုတာ wine ပလင်းလုပ်တယ်သို့မဟုတ် wine ပလင်းနဲ့ wine ထည့်တယ်ပလင်းနဲ့ wine ထည့်တယ်ဟုတ်ပြီနော်အဲ့ဒါကို bottle the wine လို့ခေါ်တယ်နော်ရှူရှူတဲ့ကိုပလင်းထည့်တယ်နော်ပလင်းနဲ့ကိုရှူရှူထည့်တာပလင်းနဲ့ကိုရှူရှူထည့်တာပလင်းနဲ့ကိုရှူရှူမဝင်ပဲရှူရှူတဲ့သူပလင်းဝင်သွားခြင်း bottle the wine ပလင်းနဲ့ကို wine ထည့်တယ် paint the wall paint ဆိုတာကတကယ်တော့ဆေးကိုပြောတာလေတုပ်ဆေးတုပ်တာနော်ဆို paint the wine ဒီမှာ paint တီးတဲ့ဆိုတာဘာလဲတကယ်တော့ noun လေ paint the wall ဆိုတော့ဒါနိုင်ငံကိုဆေးတုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲ verb ဖြစ်သွားတယ် noun ကနေဘာဖြစ်သွားလဲ verb ဖြစ်သွားဟုတ်တယ်နော် noun ကနေဘာဖြစ်မလဲ verb ဖြစ်ရမယ်နော် now taken off take from taken from peel an apple or peel an apple ဆိုတဲ့အဓိပ္ပာယ်ကဘာလဲပန်းသီးကိုအခွန်ခွာတယ် peel ဆိုတာတကယ်တော့အခွန်ကိုပြောတာလေ noun နဲ့ဒါပေမဲ့ peel an apple ဆိုတာကရောပန်းသီးကိုအခွန်ခွာတာပန်းသီးတော့အခွန်တက်တာပဲဟုတ်မလဲနော်ပန်းသီးကိုအခွန်တက်ချင်းရလို့တော့ပဲရှိမလဲ peel an apple ရဲ့အဓိပ္ပာယ်က remove the peel from apple ကိုပြောတာ
now mining call ဆိုတာကကြောင်မီသွေးတူးတာဆိုလိုတဲ့သဘောက mine နဲ့ကနေကြောင်မီသွေးကိုတူးဖော်ပြီးတော့မှထုတ်လုပ်တာဖယ်ရှားတာ removing coal from the mine အဲ့လိုမျိုးရှိတယ်ဒါက transfer meaning လို့ခေါ်တယ်နောက် affected meaning မှာကြတော့သူကဘာလာလဲ new state or result making a status the accident crippled my friend ဒီ accident ကြောင့်ကျွန်တော်ရဲ့တငယ်ချင်းကနော်ကျိုးသွားရပေါ့ကွယ်ခြေကျိုးလက်ကျိုးဖြစ်သွားတယ်ဒုက္ခိတဖြစ်သွားတယ်အတိတ်က make him cripple နော်ဒါပေမဲ့ဒီစကားလုံးကကျွန်တော်တို့တိတ်3-4ထားမရှိနေဘူးကွယ်နော်ရိုင်းလို့လာပါလားတော့မသိဘူးနော်ဒါမှမဟုတ်လေကိုရီးယားပဲအရန်မဟုတ်ဘူးကလည်းမသိဘူးဒီ cripple ဆိုတဲ့စကားလုံးမတွေ့ဘူးဒါပေမဲ့ကျွန်တော်ရှာကြည့်ထားတဲ့အခါမှာဒီခြေထောက်တွေလက်တွေကျိုးသွားတာပေါ့နော်ထိခိုက်ဒဏ်ရာရအဲ့လိုမျိုးကို disable ဖြစ်သွားတာကိုပြောတာပေါ့နော်အဲ့တော့အဲ့ဒါကအခုနောက်တစ်ခုက acting a role pseudo affected ဒီ babies her husband ဆိုလိုတဲ့သဘောကသူမကသူ့ရဲ့ယောက်ျားကို like a baby ကလေးတယောက်လိုမျိုးတတ်မှတ်ပြီးတော့မှပြုမှုတယ်ပေါ့နော်ပြောဆိုဆက်ဆံတယ်ပေါ့အဲ့ဒါကို she babies her husband ဆိုတော့ Eddie is clowning ဆိုတဲ့အိဗယ်က he is making himself like a clown သူကသူ illusional လို့လုပ်နေတာအဲ့ဒါက acting a role နောက်တစ်ခု producing something တခုခုကိုထုတ်လုပ်တယ်ဥပမာ root gardens ဆိုတဲ့အိဗယ်ကနော် she root ဆိုတာကောင်မကို she produces a garden သူမပန်းဥယျာဉ်တခုလုပ်အဲ့ဒါကလည်းဘာလဲ garden ဆိုတာတကယ်တမ်းတော့ဥယျာဉ် now အဲ့ဒီကနေပြီးတော့ she gardens ကြာတော့ဖြစ်သွားပြီလေဥယျာဉ်ဖြစ်အောင်လုပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်နော်နောက်တစ်ခုက instrumental meaning က using a noun as a to affect something နော် noun ကို to အနေနဲ့သုံးပြီးတော့မှတစ်ခုခုကြိုးတက်ရအောင်လုပ်တာဥပမာ Harry locked the door Harry ကတကားကို lock ချတယ်အဲ့တော့ lock ဆိုတဲ့စကားလုံးကတကယ်တမ်းတော့တော့ကလောက် lock ကိုပြောတာလေဆိုတော့ဒီမှာ lock ကဘာဖြစ်သွားလဲဒါတော့ lock က lock ချတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နော် lock ချတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားဆိုတော့ to hammer a knee တန်ကိုတူနဲ့ထူတယ်ဆိုတဲ့အဓိပ္ပာယ်ကလည်း to brush နောက်တစ်ခုက to brush hair to comb hair အဲ့အကုန်လုံးပါတယ်နော် comb ဆိုတာ b တကယ်တော့ comb ဆိုတာ c1b comb ဆိုတာ b ဒီမှာတော့မပေါ့ရှင်းမလား b ဆိုတာခေါင်းပြီးတဲ့ b ကိုပြောတာအဲ့ noun လေနာမ်ဒါပေမဲ့ to comb hair ခေါင်းဖီးသည်ဆိုရတော့အဲ့ comb နာမှာဖြစ်သွားတယ် verb ဖြစ်သွားတယ်လေနောက် vehicular meaning ဆိုတာက vehicle လို့ခေါ်တဲ့ယာဉ်တစ်ခုခုကိုသုံးတာနော်ဆိုတော့ to move yourself or an object ဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ်မင်းကိုယ်တိုင်ကိုပဲဖြစ်ဖြစ်ရွေ့စားစေဖို့အတွက်ယာဉ်တစ်ခုခုကိုသုံးတာ vehicular meaning လို့ခေါ်တယ်ဥပမာ Sandra is skating Sandra skate စီးတယ်ဆိုတော့ Sandra is moving or skate Sandra skate စီးတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ trekking or ဆိုတာက moving or by track or ဆိုတာဟိုပါပြောတာနော်တထုရိုင်းပြောတာနော်တထုရိုင်းတွေကို track ကားနဲ့တည်လာအဲ့ဒါကို trekking or လို့ခေါ်လိုက်မယ်ဒါက noun ကနေ verb ဖြစ်တဲ့ကိစ္စကိုပြောတာနော်အခု verb ကနေ noun ဖြစ်တဲ့ကိစ္စကိုသွားရအောင်အဲ့တော့ကျွန်တော်တို့ action ကနေ think ဖြစ်ကြအောင်ဒါအသိရ the noun can name different parts of the action nouns affect noun agent or instrumental noun နောက်ဆုံးပါလဲ affected noun place noun ၅ခုနော်လဲတာမဟုတ်So action noun ကြည့်အောင် naming the act itself ဥပမာပြောမယ် arrival ဆိုတာဒီ the act of arriving စရောက်ရှိတာ affect nouns အဲ့ဒါကကြတော့ naming the result or product of the act ဥပမာပြောမယ်ဆို reply ရဲ့အဓိပ္ပာယ်ကဘာလဲ as is a thing said or written back နော်ဒီကိုပြန်ပြောတာသို့မဟုတ်စာပြန်ရေးလိုက်တဲ့ဟာကို reply သူပြလုပ်လိုက်တဲ့အလုပ်လေလုပ်လိုက်တဲ့အလုပ်ကိုဒီမှာ noun အနေနဲ့ reply ဆိုတာ noun ဖြစ်သွားတာပေါ့နော် verb ကနေ noun ဖြစ်သွားတယ် agent or instrumental noun naming the person or do during the act ဆိုလိုတာ driver ဆိုတာဘာလုပ်တဲ့လူလဲ drive လုပ်တဲ့လူ freezer ဆိုတာဘာကြီးလဲအရာဝတ္ထုပစ္စည်းတွေကိုထိမ့်သိမ်းထားတဲ့ပစ္စည်းရေခဲတက်တာယူလို့တာ affected nouns ကကြတော့ naming the entity that the action happens to ဆိုလိုတာ employee ဆိုတာဘာလဲအလုပ်သမားအလုပ်ခန့်အပ်ခြင်းခံရတဲ့လူအလုပ်လုပ်ရတဲ့သူ please now naming where the action was ဘယ်နေရာမှာလဲဥပမာ encourage
encourage ဆိုတာကဒီသင်္ဘောကြီးကြောက်စူးချတဲ့နေရာ encourage bakery ဆိုတာကမုန့်ထုတ်တဲ့နေရာကိမုံဆိုင်လို့လည်းပြောလို့ရတယ်ပေါ့နော်နောက်ခုနက adjectives and nouns ကနေတခြား class ကိုပြောင်းနော် adjective ကနေ verb ပြောင်းမယ်အဲ့တော့ဒါက adjective subjective အဲ့ဒါက describing the one doing the action boring inspiring passive objective ရှိတယ်အဲ့ကြတော့ describing what is being act upon bore broken refillable adjectives from nouns noun ကနေ adjective ဖြစ်မယ်ဒါတွေကကြတော့ class descriptive ဥမာ like and childish လို့ရှိရင် like a child affecting descriptive having and having noun ပေါ့နော်ဆိုတော့ muddy ဆိုတာက having met affected descriptive leading to and helpful producing help nouns from adjective abstract noun စိတ်ဒဇနဲ့နော် take care quality like a thing that is called reification လို့ခေါ်တယ် example 1 darkness freedom characterize noun naming a person or place with that quality example youngster a person who is young or shallow a place that is shallow nouns from noun place noun orphanage where orphans are fishery person nouns librarian violets New Yorker ခုနောက်ဆုံးပေါ်တဲ့စကားလုံးပါလေ netizen ကဲအဲ့ဆို chapter 13လဲဒီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်